ယခုတစ်ခါမှာတော့သမိုင်းတစ်လျှောက်အရေးပါဆုံးတီထွင်သူလျှက်စစ်အင်ဂျင်နီယာနဲ့အနာဂတ်ကိုကြုံမြင်နိုင်တဲ့စိတ်ကူးရှင်တရားဖြစ်တဲ့နီကိုလတ်တက်စလာအကြောင်းကိုပြပြချင်ပါတယ်။နီကိုလတ်တက်စလာကို1856ခုနှစ်ဇူလိုင်လ10ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။တက်စလာမှာအလွန်ထူးခြားတဲ့မှတ်ဉာဏ်ရှိပါတယ်။သူကစာအုပ်တအုပ်ကိုဖတ်ပြီးအများကြီးမှတ်မိနိုင်တယ်။တီထွင်မဲ့ဆက်ကိုအရင်ကောင်းထဲမှာပြည့်စုံပုံဖော်ပြီးမှတကယ်တိဆောက်တယ်။ပုံကျမ်းတော်မဆွဲပဲတီထွင်နိုင်တဲ့အကြိမ်တွေလည်းရှိပါတယ်။တက်စလာတီထွင်ခဲ့တဲ့အကြီးမားဆုံးတီထွင်မှုတွေထဲကတော့alternating current ဆိုတဲ့ AC လျှက်စစ်စနစ် Tesla coil နဲ့ wireless technology တို့ဖြစ်ပါတယ်။ Tesla က Edison အတွက်အလုပ်လုပ်ခဲ့ပူပါတယ်။ဒါပေမဲ့ Tesla က AC ကိုထောက်ခံက Edison က DC ကိုထောက်ခံတဲ့အတွက်ကြောင့်သူတို့ကအမြင်မတူကလမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။နောက်ဆုံးမှာ AC စနစ်ကပိုထိရောက်တာကြောင့်ကမ္ဘာတဝန်းမှာလူသုံးများခဲ့ပါတယ်။ Tesla ကစမတ်ဖုန်းလိုကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကျိုးမဲ့အင်တာနက် drone အဝေးထိန်းစက်များ wireless power တို့လိုအရာတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကတည်းကခန့်မှန်းပြောခဲ့တာဖြစ်ပါတယ်။ Tesla ဟာငွေရှာတာထက်သုတေသနလုပ်ငန်းကိုပိုစိတ်ဝင်စားခဲ့တဲ့သူဖြစ်ပါတယ်။တီထွင်မှုများစွာကိုမူပိုင်ခွင့်အနေနဲ့အကျိုးမြတ်မြူခဲ့သလိုယင်းနှမြုပ်နယ်သူတွေကလည်းနောက်ပိုင်းမှာမထောင်ပံ့တော့တာကြောင့်အသက်အရွယ်ကြီးလာတဲ့အချိန်မှာငွေကြေးခက်ခဲနဲ့ကြုံခဲ့ရပါတယ်။ Tesla က1943ခုနှစ်ဇန်နဝါရီလ9ရက်နေ့နယူးယောက်စီးတီးမှာရှိတဲ့ဟိုတယ်တစ်ခုမှာအသက်86နှစ်အရွယ်နဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။